ဒီညီမလေးကတော့ဗောနော်ဆရာဝန်စားခန့်လိုက်တာခေါင်းနေကြိုက်တယ်ဆိုလို့ဒီပါဝါလေးစစ်ကြည့်လိုက်လို့ဆရာဝန်ညွှန်ကြားတာနဲ့လာပြီးတော့ပါဝါစစ်တာဗောနော်သူပါဝါစစ်တော့သူပါဝါလိုနေရဲ့သူပါဝါက85တစ်ဖက်100တစ်ဖက်ဗောနော်ပါဝါတကယ်လိုနေအဝေးမှာမှုံနေဗောနော်သူကတော့အသက်40အောက်ဆိုတော့ဒီအနီးနဲ့အဝေးနဲ့ပဲအနီးကိုကြည့်ရမယ်အဲ့တော့ဒီဟာလေးကိုသူချိန်ပုံမှန်တက်ပေးသွားမယ်ဆိုရင်ဒီခေါင်းကိုက်တာတက်တာသွားမယ်ပေါ့နော်ခေါင်းကိုက်တာလေးဒီမျက်စိပါဝါလိုရင်မျက်စိစမ်းတာလေးနဲ့မျက်စိပါဝါလိုတာလေးကိုတက်ပေးမှအဆင်ပြေတာတခြားဆေးတောက်တာနဲ့မရဘူးเนาะမျက်စိပါဝါလိုတာလေးခေါင်းကိုက်တာကျွန်တော်ကိုယ်တိုင်ကိုယ်တွေ့ပါဘာလို့ဆိုကျွန်တော်ဆိုကြီးပေါင်းအဲ့လိုမျိုးဖြစ်ချင်တယ်လို့ဖြစ်နေရောလေအဲ့လိုမျက်စိပါဝါတွေကပိုတိုးလာတာခေါင်းတွေကကြိုက်တာခေါင်းလျှော်ရည်နေဆိုခေါင်းတွေကြိုက်တာဒါပေမဲ့အဲ့ဒါကိုမျက်မှန်တက်လိုက်တော့မတက်တာဘာနဲ့မှမတက်တာဘူးပေါ့နော်ကုတာလဲအဲ့လိုမျိုးအားကြောင့်မို့ဒီလိုပါပဲဒီညီမလေးလဲ